ဂျပန်မှာအလုပ်လုပ်ရင်ဝင်ငွေဘယ်လောက်ရမလဲဆိုတာမိတ်ဆွေတို့စိတ်ဝင်စားမယ်လို့ထင်ပါတယ်ဒီနေ့မှာတော့အလုပ်အင်တာဗျူးတွေကနေရရှိတဲ့အချက်လက်တွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့25နှစ်အရွယ်ကျောင်းသူတယောက်ရဲ့အတွေ့အကြုံကိုနားထောင်ကြည့်အောင်ပါသူကတော့ရန်1000လောက်အထိဝင်ငွေကောင်းကျင်တယ်လို့ပြောပါတယ်ဒီကျောင်းသူလေးဟာအသက်20မှာစပြီးအလုပ်လုပ်ခဲ့ပြီး3နှစ်အကြာမှာတော့အရေးချင်းတွေပုံမမြင့်မားခြင်းတဲ့အတွက်ကျောင်းပြန်တက်ခဲ့တာဖြစ်ပါတယ်အရင်တုန်းကတော့အင်ဂျင်မီယုံမှာအလုပ်လုပ်ခဲ့ပြီးလစာကရန်2,200ကနေရန်2,300လောက်ရတယ်လို့သိရပါတယ်အခုချိန်မှာတော့တူနာပြုတ်ကျွမ်းကျင်မှုသင်တန်းကျောင်းကိုတက်နေတာဖြစ်ပါတယ်အခုကျောင်းတက်နေချိန်မှာတော့ဂိုးထောင်တွေအရက်ဆိုင်တွေလိုနေရာမျိုးစုံမှာအချိန်ပိုင်းလုပ်တွေလုပ်နေပါတယ်နေရာပေါ်မူတည်ပြီးတနာရီလောက်ခကရန်1,300ကနေရန်1,400လောက်ရပါတယ်တလကိုတော့ရန်9,000-6,000လောက်ဝင်ငွေရှိပြီးတူနာပြုတ်ဖြစ်လာရင်ရန်3သိန်းလောက်အထိရဖို့မျှော်မှန်းထားပါတယ်သူ့ရဲ့မိဘနှစ်ပါးစလုံးကတူနာပြုတ်တွေဖြစ်တာကြောင့်သူလဲဒီလမ်းကြောင်းကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့စုဆောင်းငွေရန်2သိန်းဝန်းကျင်ရှိပြီးမိဘအိမ်မှာနေတဲ့အတွက်ကုန်ကျစရိတ်တွေတက်တာတယ်လို့ဆိုပါတယ်တနည်းနည်းမှာတော့မိဘကြီးစုဆက်ချင်တဲ့စိတ်လည်းရှိနေပါတယ်နောက်ထပ်တအူကတော့ငွေကြေးလုပ်ငန်းကအလုပ်သစ်သမားတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့လစဉ်ဝင်ငွေကရန်3သိန်းလောက်ရှိပါတယ်အလုပ်စားလုပ်ဖြစ်ခဲ့တာကတော့အလုပ်ခေါ်စာရလို့ပဲလို့ရိုးရှင်းစွာပြောပါတယ်သူကတော့ငွေကြေးလုပ်ငန်းမှာအလုပ်လုပ်ရတာစိတ်ကျေနပ်မှုရှိပြီးလုပ်ဖို့ကင်ဘက်တွေနဲ့လည်းအဆင်ပြေတယ်လို့ဆိုပါတယ်သူ့ရဲ့အနာဂတ်ရည်မှန်းချက်ကတော့ချမ်းသာကြွယ်ဝမှုဖြစ်ပြီးအဲ့ဒီအတွက်ငွေကြေးနဲ့အင်္ဂလိပ်စာအရေးချင်းတွေရအောင်လေ့လာနေတယ်လို့သိရပါတယ်တတိယမြောက်မေးမြန်းသူကတော့23နှစ်အရွယ်ကြော်ညာအေဂျင်စီက OL Office Lady တူဖြစ်ပါတယ်သူမရဲ့လစာကတော့ဂျပန်ရဲ့ပြန်မြနှစ်စဉ်ဝင်ငွေရန်9သန်း900,000လောက်ရှိတယ်လို့ပြောပေမဲ့အမှန်တကယ်တော့အဲ့ဒီထက်နည်းနည်းနှိမ့်တာကိုတွေ့ရပါတယ်ဒါပေမဲ့အလုပ်သစ်သမားတွေထက်တော့လစာပိုများတယ်လို့ဆိုပါတယ်သူမဟာမကြသေးခင်ကမှရီးစားနဲ့ပြတ်ခဲ့လို့ရီးစားတစ်ယောက်လိုချင်နေပါတယ်အလုပ်တွေအရန်မများပေမဲ့ကိုပိုင်ချိန်ပိုလိုချင်ပြီးဝင်ငွေရန်သက်တမ်း11,000လောက်ရဖို့ရည်မှန်းထားတာကိုတွေ့ရပါတယ်အလုပ်မှာကြော်ညာထိရောက်မှုမကောင်းတာဒါမှမဟုတ်အကြီးအကဲနဲ့စကားများတာမျိုးဆိုရင်စိတ်ညစ်ရတယ်လို့လည်းဆိုပါတယ်သူမရဲ့စုဆောင်းငွေနဲ့ဆိုရင်2လတစ်ခါလောက်နိုင်ငံခြားခရီးတွေထွက်နိုင်တယ်လို့ပြောပါတယ်တကယ်လို့ Instagram influencer တယောက်ဖြစ်ချင်တဲ့စန္ဒလည်းရှိပါတယ်တကယ်လို့ကြောင်းသားလွယ်အနေနဲ့အလုပ်ရှာဖွေနေချိန်မှာဘဝအကြောင်းနှစ်နဲ့စဉ်းစားဖို့အချိန်ယူတင့်တယ်လို့အကြံပြုထားပါတယ်ဒီလူငယ်3ဦးရဲ့အတွေ့အကြုံတွေကနေဂျပန်မှာအလုပ်ကိုင်တဲ့ဝင်ငွေဆိုင်ရာကဏ္ဍအချို့ကိုမိတ်ဆွေတို့သိမြင်နိုင်မယ်လို့မျှော်လင့်ပါတယ်သူတို့ရဲ့ရည်မှန်းချက်နဲ့လက်တွေ့ဘဝကိုနှိုင်းယှဉ်ပြီးအနာဂတ်အတွက်စဉ်းစားစရာတွေရခဲ့မှာပါနောက်ထပ်ဘယ်လိုအလုပ်တွေရဲ့ဝင်ငွေအချက်လက်တွေကိုသိချင်လဲဆိုတာမိတ်ဆွေတို့ဆက်ပြီးစောင့်ကြည့်နိုင်ပါတယ်